ကိုဘာတော့ပြန်လုပ်ပေးပါဟမ်ဆက်လို့မရဘူးလေဘာတော့ကျိုးစင်တက်ရမယ်တရားခံဟုတ်ပါပြီဘာပြောသလိုဘာခေါက်ပြန်လွတ်ပြီဘာဘက်ကဘာပြန်ပေးဆက်ဟမ်ကြည့်ကိုဘာထွားဦးတာတရတီပြန်လှုပ်ပေးမယ်ဆိုရင်ကျမရှောင်ထက်ထားပြီဘာပြောလိုက်လဲဟာကိုလက်ထမ်းဟုတ်လားဟုတ်ပါပြီဘာပြောသလိုကိုဘာထောက်ပြန်လှုပ်ပေးလိုက်ဘာဘက်ကတော့ခရီးတီးပါစေနော်ခရီးမတီးလို့ကတော့ဘာထောက်တဲခံပြီးအနေနဲ့တက်တက်လိုက်မယ်ဟုတ်ပြီတက်ချင်ပြောတာ你先讲了你下来你那口嘴啊一样大抓了我就哪有办法你有嘛自个要我拿来说拿来先能话当呢你有嘛背毛你说讲ကြိုက်သွားတဲ့တရားဝါရဲ့စိတ်ထဲပို့ပြင်းနေတော့ဘာမှစိုးရင်လည်းမရှိပါဘူးရှင်နန်းကြီးကဘာလို့ဆိုလိုတာလဲဒီလိုပါမင်္ဂလိခန္ဓာကိုယ်မှာရှိတဲ့စိတ်ကအရန်ကိုပြင်းလုံးနေတော့အသက်အန္တရာယ်ဘာမှမစိုးရင်ရဘူးလို့ပြောတာဒါနဲ့မင်္ဂလိကဘာမှနေတာဒီတော့အလောကရွာထဲနေမှနေရပါရှင်ဒီတော့ရဲ့အပြင်ဘက်မှာရွာတန်းစီရှိလို့လားအိတ်ချောင်ဆောင်တဲ့လူကနှိုးရခက်တယ်ဒီတရားကလည်းမင်္ဂလိရဲ့အသက်ပညာနဲ့ဖန်တီးရတယ်ဆိုတော့ကျွန်တော်သိပါတယ်ဘာဖြစ်လို့ကျုပ်ကအဲ့ဒီပညာရဲ့ပင်နဲ့စမ်းနေရမှန်းနိုင်ကြစမ်းပါတင်းကလည်းမဖြေပါလားတင်းသိနေမှာတော့ကျွန်တော်ကကြောင့်မိခွန်းနေထုတ်နေသေးရတင်းကျွန်တော်နဲ့တူလိုက်ပြီးလောကစီစဉ်ကိုခံစားကြည့်လိုက်ပါလားခဲ့ပါမယ်လေကျွန်တော်ကပုံမြောက်တင်မြောက်လမ်းပြောင်းနေတဲ့သူလို့အင်္ဂလိပ်ထင်နေတာလားမင်္ဂလိမြင်ရဲ့ဆန်ချောယောက်ျားရောင်အောင်ရဲ့ထဲမှာကျွန်တော်မပါပါအဲ့တော့မင်္ဂလိကျွန်တော်ရှိရနေတာထွက်သွားလိုက်ဒါကျမပိုင်နေနေတယ်ကောင်းပါပြီဒါဆိုလဲကျွန်တော်ပဲထွက်သွားပြီပါ